ဝိုးထုံတိုင်းနဲ့မုံတိုင်းမဟုတ်တဲ့နော်အပီပြောမဲ့အပီဟုံးမဲ့ဒီလိုပေါက်ကြီးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီဘောက်ကတော့တီဆက်အီးရဲ့ဘောက်ဖြစ်ပါတယ်ကြောက်ပုံးစပီကာလေးဖြစ်ပါတယ်ရှင်Bass woofer နဲ့ဆိုလို့ရှိရင်အောက်မှာ8လက်မနှလုံးကိုအထိုင်လုပ်ပေးထားပြီးတော့အပေါ် height အနေနဲ့ဆိုရင်တော့2လက်မ8လုံးကိုအသုံးပြုပေးထားပါတယ်ရှင်ကြောက်ပုံးကလည်းဘယ်ဘုံမှမမြင်ဘူးတဲ့ကြောက်ပုံး quality အသားအနာကိုလုပ်ပေးထားပါတယ်ဟုတ်လို့ထူတာနဲ့ကောင်းကောင်းမြင်မယ်နော်ကြောက်သားကြောက်သားလုံးဝကောင်းမယ် speaker အတန်းကလည်းလုံးဝမှ share ကိုမှမိုက်ပါမယ်ရှင်သူ့မှာပါတဲ့ function လေးတွေကိုအသေးစိတ်ရှင်းပြပေးပါမယ်ရှင်ဒါလေးဆိုရင် music volume ပေါ့နော်အတိုးအရှဲ treble bass ပြီးတဲ့ခါကျတော့ guitar အတန်းလည်းပါမယ်ပြီးတော့ live volume ပြီးတော့ rubber delay echo ပြီးတဲ့ခါကျတော့ mic bass mic main mic treble mic တန်အတိုးချော့ပါမယ်ဒါ main ပေါ့နော် remote ပါဘူး remote အောင်ဖြစ်တယ်wireless mic နှလုံးပါတဲ့အပြင်မှာ mic ပေါက်တစ်ပေါက်ထပ်ပါပြီးတော့ guitar လည်းအသုံးပြုလို့ရမယ် guitar ပေါက်လေးလုပ်ပေးထားပါတယ် type C OTG live 2ပေါက်လေးပါပါမယ်ရှင်ပြီးတော့ဒီမှာ live 1ပေါက်လေးလည်းပါမယ်ပြီးတော့ AUX in ပေါက်လေးလည်းပါပါမယ် USB ကလည်းသုံးပြုလို့ရတယ် Bluetooth လည်းချိန်လို့ရမယ်နှစ်ချက်ပေါက်လည်းပါပါမယ်ရှင်DC အနေနဲ့သုံးမယ်ဆိုရင်လည်း DC 12 volt နဲ့အသုံးပြုလို့ရပါဦးမယ်ရှင်ဒါကတော့ DC 18 volt 5 ampere နဲ့အားသွင်းလို့ရတယ် AC တိုက်ရိုက်အသုံးပြုလို့ရမယ့်ကောင်လေးဖြစ်ပါတယ်ရှင်သူမှဆိုလို့ရှိရင်လည်းအောက်မှာဘိန်းအစဘိန်းလေးလုံးကို quality ကောင်းကောင်းလေးနဲ့အသုံးပြုပေးထားပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်းအလွယ်တကူတည်သွားလို့ရအောင်ဒီလိုလက်ထိုးတဲ့အပေါက်လေးနှစ်ပေါက်ဘေးနှစ်ဖက်မှာပါပါဦးမယ်ရှင်ဟိုက်တန်ရဆိုလို့ရှိရင်လည်းအသေးမဟုတ်ပဲနဲ့ဒီလိုလှည့်ပြီးတော့မှအောက်ကိုချပြီးတော့ဒီဇိုင်းတစ်မျိုးနဲ့ဖွင့်လို့ရမှာဖြစ်ပါတယ်ရှင်ကဲဒါလေးကိုပေါ်ပြန်ပြီးတော့တင်ပေးမှာပေါ့နော်ပြီးရင်တော့အတန်လေးဆက်ပြပေးပါမယ်သူ့မှာပါတဲ့ accessory လေးတွေကိုတစ်ချက်လောက်ပြပေးပါမယ်ရှင်ကဲဒါဆိုလို့ရှိရင် mic ဘူးလေးဖြစ်မယ် mic quality အသားနာပေါ့နော် mic ကလည်းလုံးဝ mic ရဲ့ကျွတ်စင်အလေးကြီးပဲเนาะဒီမှာဆိုလို့ရှိရင်ဒီ battery နဲ့ပြန်ပြီးတော့မှအသုံးပြုရတဲ့တခဲထည့်ထားပြီးတဲ့အတွက်ကြောင့်မလို့အားသွင်းတော့လေ type C နဲ့အားသွင်းပေးရပါမယ်ရှင်နှလုံးစလုံးဖြစ်ပါတယ်ဒါကတော့ 1in1 ကြိုးလေးဖြစ်မယ်ဒါကတော့ OTG ဟိုဘက် OTG ဒီဘက် OTG ပေါ့เนาะ type C ဖြစ်ပါတယ်ရှင်ဒါကတော့ mic ကိုအားသွင်းမဲ့ type C ကြိုးလေးဖြစ်ပါတယ်ရှင်ကဲဒီမှာဆိုလို့ရှိရင်ဒါက adapter တုံးလေးပေါ့နော် adapter တုံးကလည်းလုံးဝအမိုက်စား quality ကောင်းကိုပဲဒီပေါက်တစ်လုံးစာအကုန်လုံးပုံပေးထားတာဖြစ်ပါတယ်ရှင်အဲ့တော့အတန်လေးကိုစမ်းပြပေးမှာဖြစ်ပါတယ်